နော်အခုကဟိုဘောနော်ဒီ Meta Business Suite ကိုဖုန်းကနေပြန်တဲ့ဟာကိုပြပြီးပါမယ်လို့ဆိုတော့ဖုန်းကနေမျိုး Business Suite ဆိုတဲ့ဟာကိုဖွင့်မယ်ဖွင့်ပြီးတော့ဒီမှာပေါ့နော်ဒီမှာဒါဆိုရင်ဒီရှုမောမောင်ဆိုရင်ကျွန်တော်သူကဒီမှာပြပြီးရပါလို့ agent ကပြတာပြီးတယ်ကျေးဇူးပါဆိုင်လာခင်မယ်ပါညာပေါ့နော်ဒီမှာပြောလာတဲ့ဟာရှိရဲသူကဒီကောင်ကျတော့ဒီမှာ intake ဆိုဖြစ်နေတယ် intake ဆိုမှဖြစ်နေပေါ့နော်ဒီမှာရှုမောမောင်ရဲ့အောက်မှာ intake plus 4ဆိုရှိရဲအဲ့ဒါကိုကျွန်တော်တို့တွေဘာလို့ရမလဲဆိုတော့ဒီမှာ order state ဆိုရှိရဲ order state ရှိ order state ထဲမှာလို့ဆို line ချလို့ထင်တယ်ခဏနော်ချလို့ချင်တယ် qualify တော့ဖြစ်နေပြီเนาะဒါမီတာတယ်သူကတက်မှတ်ပေးတယ် qualify ဖြစ်သွားတာပေါ့เนาะဆိုတော့ဒါပေမဲ့ဒီထဲမှာပိတ်တူဘာလို့ပညာရှိရတယ်ဒါပေမဲ့ဒီနေရာမှာတော့မလုပ်တော့ဘူးသူဘာမှမမှာသေးဘူးဆိုတော့ follow up ဆိုတဲ့ဟာကို share တရားကို on လုပ်ပြီးရကောင်းပါတယ် follow on လုပ်ပြီးရဆိုတော့ okay ဒါတော့ဒီလောက်ပဲပေါ့เนาะဒီလောက်နောက်တစ်ခုတွားမယ်ဆိုတော့ဒီမှာငိမ့်အာကာငိမ့်ချမ်းဆိုတဲ့တရားကကျွန်တော်သူကတကယ်လဲဝယ်သွားတယ်ကျွန်တော် review တွေတောင်းထားတယ် line ကနေမကောင်းဘူးဒီမှာဝယ်သွားတာပေါ့နော်ရှေ့မှာ screenshot တွေရှိလောက်မယ်ရှေ့မှာ screenshot တွေရှိလောက်မယ်ဘယ်လိုရှိသေးလဲဝယ်သွားတာဒီမှာဝယ်သွားတာဒီမှာဒါဆိုရင်ကြော်လွင်ဆိုရင်ဝယ်သွားတာပေါ့နော် line ကနေမကောင်းဘူးဝယ်သွားတယ်ဆိုဝယ်သွားတဲ့ဟာဆိုဘယ်လိုလုပ်ရမလဲဆိုတော့ဒါဆိုဝယ်သွားတည်ကြတယ်ဒီမှာ review မှာ Ray Express နဲ့ပို့ထားတဲ့ဟာမျိုးရှိရပါတော့ဆိုတော့အဲ့ဒါဒီမှာလဲorder လည်းတင်ပေးပြီးသွားပြီ order တင်ပေးရမှာပေါ့အရှင်းပြောမဆိုမှတ်တမ်းတင်ဖို့တက်ကို order တင်ပေးရမယ်ဆိုတော့ခုနပြောတဲ့ဒီမှာ asset 30လေးရှိရ asset 30ကိုဖွင့်လိုက်မယ်လို့ convert to ထုတ်တယ်မယ်နဲ့ convert ဆိုတဲ့ဟာလုပ်ပေးရမယ်အယောင်းထုတ်သွားဆို convert ဆိုတော့ပြီးတော့ order status မှာ page ဆိုတာလုပ်ပေးရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလုပ်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလုပ်မယ်လုပ်ပြီးမှဘာလုပ်ရမလဲဆိုတော့ဒီမှာ dollar sign လေးရှိရဒီအောက်မှာ create order ဆိုတာလေးရှိရ dollar sign ဆိုတာအပေါ်မှာဒီကြော်လွန်ရဲ့ဘေးနားမှာ dollar sign လေးရှိရပေါ့နော်အဲ့ဒါချက်ကြက်ရအောင်နှိပ်ပြီးသွားပြီဒီထဲမှာဘာလို့ amount ရေးပေးရမယ်ပြီးမှ description ဘာဝယ်သွားလဲဆိုတော့ရေးပေးရမယ်ရေးပြီးသွား create order လေးလိုက်တစ်ခါကြာရင်ဒီမှာပေါ်နေတဲ့ဒီမှာခုပေါ်နေတဲ့ဘောနော် amount နဲ့ဒီ34,000ဆိုတဲ့ဟာမျိုးပေါ်တော့အဲ့ထက်မှာခုန desktop version မှာပြောထားတဲ့အတိုင်းပဲဘာလို့ပြရမလဲပေါ်လာလိမ့်မယ်ဥမာ mark at page ဆိုရင်လည်း page နေပြရမယ်ပြီးသွားရင် disperse ဆိုရင် disperse ပေါ့ desktop version မှာတော့ disperse ဆိုတော့ပေါ်ဒီမှာကျတော့ mobile မှာကျတော့ ship ပေါ်တယ်နော်ပို့ပြီးသွားပြီပေါ့ဒီ receipt ဆိုတဲ့ဟာကျတော့ဟွာပေါ့နော် customer ဘက်ကနေပြန်มาလို့ပြောတယ်ဟာဒီမှာဆိုရင်ပသိမ်မဝယ်ဝါဆိုမှဒီတေးမှာမှတ်ထားတာပေါ့နော်ဆိုတော့အဲ့နေရာမှာဘာလုပ်ရမလဲဆိုတော့ဘေး agent ကနေမှရောင်းလိုက်လေဆိုတဲ့ဟာတွေမှတ်လို့ရပါတယ်ဆိုတော့ဒါဖုန်းနဲ့လည်းဖြေရတော့ဒီလောက်ပါပဲလို့ပေါ့ဆိုတော့အားလုံးတိကျမယ်လို့ပြောနေပါတယ်